Hello အားလုံးပဲမင်္ဂလာပါဗျ။မိုင်းဘီယချင်းဂျော်နီပိုင်းနှစ်ကနေပြန်နေကြိုဆိုလိုက်ပါတယ်။အပိုင်းတင်မှာတော့ကျွန်တော်ဒီဘီယချင်းကိုဘယ်လိုရောက်လာလဲဆိုတာကိုသိဆက်ပေးထားပါတယ်။အပိုင်းတစ်ဗီဒီယိုရဲ့ link လေးကိုလည်းကျွန်တော်ဒီ description အောက်မှာကျွန်တော်ထည့်ပေးထားပါတယ်။ခုကတော့မနေ့စာစားဖို့အတွက်ကျွန်တော်ဒီဆိုင်လေးလိုက်ရှာနေတာပေါ့။ကျွန်တော်တဲတဲ့ဟိုတယ်ရဲ့အနီးနားကိုကျွန်တော်လိုက်ရှာကြည့်တော့ဆိုင်လေးစာကိုကျွန်တော်သွားတွေ့ပါတယ်။ADကအစားအစာတွေရောက်ချတဲ့ဆိုင်လေးပါ။ဆိုင်လေးရဲ့အဝင်ဝမှာမီနူးစာအုပ်ထားပေးထားတာတော်တော်အဆင်ပြေပါတယ်။ဘာတွေရရှိနိုင်လဲဆိုတာကိုကျွန်တော်တို့သိနိုင်တယ်လို့ဒီဈေးနှုန်းလေးနဲ့ရေးပေးထားတော့ကျွန်တော်တို့ budget နဲ့ချိန်ပြီးတော့စားလို့ရတာပေါ့ကျွန်တော်ဒီဆိုင်ထဲမှာပဲဆိုင်ရင်ကောင်းမလားအပြင်မှာပဲဆိုင်ရင်ကောင်းမလားစဉ်းစားရင်းနဲ့ပဲကျွန်တော်ဒီအပြင်မှာထဲဖို့ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်ဆလာတီနဲ့ cheese ရိုတီလေးကိုကျွန်တော်မနက်စာအဖြစ်နဲ့မှာလိုက်ပါတယ်မနက်စာစားဖို့အဆောင်နေပါတယ်လက်ဖက်ရည်ပေါ့ဒီရိုတီနဲ့လက်ဖက်ရည်မှာထားပါတယ်ကိုရောက်ရှိနေရတော့ VA ချင်းပါမှာထားတာလေးစောင့်နေပါတယ်ကဲရောက်လာပြီမဆလာတီနဲ့ cheese ရိုတီလေးပါရိုးရိုးလက်ဖက်ရည်ပဲတောက်နေကြဖြစ်တဲ့ကျွန်တော်ဒီမဆလာတီစသတောက်ချင်းဒီတလုံးမာတွေကိုအရသာကောင်းကောင်းခံစားမိသွားတယ်ဒါပေမဲ့နောက်ပိုင်းကျတော့တောက်လို့တော်တော်အဆင်ပြေပါတယ်နောက်တော့ကျွန်တော်ဒီ cheese ရိုတီလေးကိုမိကြည့်ပါတယ်မြန်မာနိုင်ငံမှာတော့ကျွန်တော်ဒီအဖေနဲ့လက်ဖေးသာထိုင်ပြီးတော့ဒီလက်ဖေးတော့နိုင်များထုတ်ပွဲတုပ်လေးစားတာကိုလည်းကျွန်တော်သွားတတိရမိပါတယ်ရတာလေးကမစိုးရလေကဲဒီရိုတီဆိုတဲ့ cheese ပါတဲ့အတွက်ဒီစိတ်လေးနဲ့စားလို့ကောင်းတယ်ပေါ့နော်အဖိတ်မှာဆိုလည်းဒီမဆလာလက်ဖိတ်ရမဆလာနဲ့နေအတင်းနဲ့တောက်လို့ကိုပြောလို့ရတယ်နောက်တစ်ခုချိတာကဒီမဆလာမချိတဲ့လူတွေကတော့တိတ်ကြိုက်မှလည်းမသိဘူးညသူကြီးရတော့သူ့တဲ့ဝင်ကျင်နေတာလေးတွေနဲ့ဆိုပြောတော့လာဦးပြီးဒီမှာမနေ့ကစားနေရတယ်ဒါကတော့ကျွန်တော်ပတ်စံရှင်းပါပြီဒီဆိုင်လေးကစားလို့အဆင်ပြေတာကြောင့်ကျွန်တော်ဒီနောက်ရက်လေးမှာလည်းဒီဆိုင်လေးမှာပဲလာစားဖြစ်ပါတယ်မနက်စာစားပြီးတော့ကျွန်တော်ဒီရှောက်ပက်ကြည့်မယ်ပေါ့နော်ကျွန်တော်သွားတဲ့ခြေတော့ဒီလမ်းပြင်နေတာဖြစ်တဲ့အတွက်ကျွန်တော်ဒီနည်းနည်းတတိထားပြီးတော့သွားရတယ်ပေါ့နော်ကျွန်တော်လည်းကိုကမ်းမဲ့ကူညီနဲ့တွိုင်းနဲ့ပဲဒီအမှတ်မထင်ဒီပန်းကြံလေးတစ်ခုရောက်ရှိဖြစ်ခဲ့ပါတယ်
ခုကျွန်တော်ပြန်ချင်းမှာရောက်နေပါတယ်ဗျပြန်ချင်းရဲ့ဒီလာအိုလမ်းဖွမ်းပတ်ဆိုတာလေအတန်ထွက်မှာဟောရင်ခုလိုပါနော်ဆိုတော့ဒီပန်းချံလေးထဲမှာထိုင်နေပါတယ်ပန်းချံလေးထဲမှာတော့ဒီလူတော့ရှင်းနေတယ်ဗျအဲ့လည်းပိုင်းမှုလို့ဖြစ်မှထင်ပါတယ်ထိုင်ကုန်တန်းလေးတွေရှိပြီးတော့ထိုင်လို့ကောင်းပါတယ်ဒီနေအေးတဲ့ချိန်လာရင်တော့ပိုပြီးဆင်ပြေမှထင်ပါတယ်ဟိုသွေးဒီသွေးလေးနဲ့ပဲကျွန်တော်နည်းနည်းဖီးမယ်ဗျာကျွန်တော်ညနေပါလမ်းလျှောက်ရင်းနဲ့ကျွန်တော်ဒီအနီးနားမှာရှိတဲ့ဈေးတန်းလေးတစ်ခုကိုကျွန်တော်ရောက်ရှိခဲ့ပါတယ်ဆိုင်တွေတော်တော်ဆိုပါတယ်ဒီမားကတ်လေးမှာဆိုရင်ထမင်းဟင်းတို့ခောက်ဆဲတို့လိုမျိုးဘိုင်းအဝပြည့်စင်မဲ့ဟာမျိုးတွေစားမလားဒါမှမဟုတ်ဒီအချိုမုတ်အချိုသေးစရာလေးပဲစားမလားအဆုပ်ရှိပါတယ်没得还呢，然后我给他说那些，然后。နေစာရီလည်းရတယ်လို့ဒီတတိဆိုင်တွေလည်းအများကြီးရှိပါတယ်မုတ်ဆိုင်တွေအကင်ဆိုင်တွေအေးဆိုင်တွေအများကြီးပါပဲလာအိုရိုးရာမုတ်တွေကိုလည်းရရှိနိုင်ပါတယ်ကျွန်တော်ဒီဈေးလေးကိုပတ်နေနေပဲကျွန်တော်ဒီမြန်မာစကားသံချိုးကြားတယ်ပေါ့နော်ဒီမြန်မာတွေလည်းဒီဈေးလေးကိုလာရောက်ကြတာများတယ်လို့ထင်ပါတယ်ဈေးလေးကပတ်လို့တော့ကောင်းတယ်လို့စားစရာတွေလည်းအများကြီးပါပဲတော့ချိုသေးဘူးမုံလေးရယ်အသီးဖြော်ရည်လေးရယ်ကျွန်တော်ဝယ်ခဲ့ပါတယ်အခြေတော့じゃကျွန်တော်ဒီဈေးလေးကိုပတ်ပြီးတဲ့နောက်မှာတော့ကျွန်တော်တခြားနေရာကိုဆက်သွားပါတော့မယ်ဒီညာဈေးကမုတ်တွေတော့အများကြီးပဲဗျတော်တော်ဆုပ်တယ်ဈေးလေးလည်းမစိုးဘူးဗျအရင်ဈေးကြီးနေရပဲပေါ့ဒါလေးကတော့ဒီကျွန်တော်မှားထားတဲ့အာဗိုကာဒိုဘနာနာ
ထောက်ပံ့กันပြော ဒီနေ့ကအပိုင်းလေးကိုတော့ဒီမှာပဲညနာခွင့်ပြုပါဗျအပိုင်း3မှာတော့ကျွန်တော်ဒီဘီယန်ချင်းမျိုးရဲ့ဘယ်လိုနာမည်ကြီးတဲ့နေရာတွေကိုသွားမယ်ဘာတွေလုပ်မလဲဆိုတာကိုတက်ဆက်ပေးသွားမှာဖြစ်လို့အားလုံးပဲစောင့်ကြည့်ပေးကြပါဦးเนาะအားလုံးကိုကျေးဇူးတင်ပါတယ်တတား